လကုန်ကိုထုတ်လုပ်ခြင်းတဲ့သူတွေအနေနဲ့မဖြစ်မနေသိရမယ့်အကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ် raw material လို့ခေါ်တဲ့ဓာတုကုန်ကြမ်းတွေအကြောင်းပဲဖြစ်ပါတယ် Hello ကျမရဲ့ MFG Manta ဆိုတဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အလှကုန်ကိုထုတ်လုပ်ခြင်းတဲ့သူတွေအနေနဲ့မဖြစ်မနေသိရမယ့်အကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့ raw material လို့ခေါ်တဲ့ဓာတုကုန်ကြမ်းတွေအကြောင်းပဲဖြစ်ပါတယ်ဓာတုကုန်ကြမ်းတွေလို့ပြောလိုက်တာနဲ့ကျမတို့ရေလဲပါမယ်အဆီလဲပါမယ်ရေနဲ့အဆီကိုရောစက်နိုင်တဲ့ emulsifiers တွေပါမယ်နောက်ပြီးတော့ဒီအလှကုန်ရဲ့အပြည့်အကျဲအတွက်လိုအပ်တဲ့ thickeners တွေကြာရှည်ခံအောင်လို့ preservative တွေထည့်ဖို့လိုမယ်အယောင်အနံ့တွေအတွက်ကျမတို့ fragrance တွေနဲ့ color တွေထည့်ရမယ်ပြီးတော့ကျမတို့ကိုယ်တိုင် market ထဲမှာ claim ချင်တဲ့ active ingredients တွေထည့်ရမယ်ပေါ့နော်အဲ့ဒီကုန်ကြမ်းတွေကိုကျမတို့ဒီရောစက်လိုက်ရုံနဲ့ကျမတို့လိုချင်တဲ့အလှကုန်ဖြစ်လာရောလားဆိုတော့မဖြစ်ပါဘူးပေါ့နော်ဒါဆိုရင်ဘယ်လိုလုပ်ရမလဲကျွမ်းကျင်တဲ့ cosmetic formulator ကနေပြီးတော့မှအဲ့ဒီကုန်ကြမ်းတွေရဲ့အရေးအသွေးနောက်ပြီးတော့ပါဝင်ရမယ့်ကုန်ကြမ်းတွေပြီးတော့အဲ့ဒီကုန်ကြမ်းတွေရဲ့ပါဝင်ခွင့်ပြုထားတဲ့ပမာဏပြီးတော့အဲ့ဒီကုန်ကြမ်းတွေကတစ်ခုနဲ့တစ်ခုသက်တည့်ရလားပေါ့နော် compatibility ပေါ့နောက်ပြီးတော့အဲ့ဒီကုန်ကြမ်းတွေကိုပေါင်းစပ်ပြီးထုတ်လုပ်လိုက်တဲ့ product လေးက stability ဘယ်လောက်ခံလဲနောက်ပြီးတော့အဲ့ product လေးကကျမတို့ရဲ့ skin ပေါ်မှာတကယ် quality ကောင်းရလား safety ဖြစ်ရလား efficacy ကောင်းရလားဒီအချက်တွေကိုစနစ်တကျလေ့လာပြီးတော့မှကျမတို့ကအလှကုန်လေးကိုထုတ်လုပ်ရတာပဲဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခေါက်ဗီဒီယိုထဲမှာကျမကအဲ့ဒီကုန်ကြမ်းတွေကိုဒီအရေးသွင်းပြည့်မီအောင် supplier စီကနေဘယ်လိုမျိုးရွေးချယ်ဝယ်ယူရမလဲဆိုတဲ့အကြောင်းအရာလေးကိုဆက်ပြီးတော့ရှင်းပြပြီးတော့မှပြောကြမလို့ see you in my next video